တဲ့ friend ကြောက်ကပေါ့နော်မိကိုရတာဝါလေးဆောက်ခိုင်းနေပေါ့နော်grey color ပေါ့နော်အေးရလေးဆောက်ခိုင်းလို့ပါပဲဒါလားဆောက်ပြရပဲဖြစ်ပါတယ်ဆိုတော့ video လေးမစခင်မှာ like subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အခုလို reader ကိုပေါ့နော်အယောင်တွေအများကြီးဆောက်ကြရတဲ့သူတွေရှိရပေါ့နော်reader ဆောက်ပြပါမယ်ဒီနေ့ညနေဘာလို့ဒီနေ့ညနေမှာဘာလို့တင်မိလာလဲဆိုတော့ပေါ့နော်မနက်က reader မီးနေကြာလို့ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော် reader အခုညနေမှာတင်ပြတာပေါ့နော်ကဲဆိုတော့reader အဲ့ဒီညနေကြလို့ရှိရင် reader ထပ်ဆောင်မယ်ပေါ့နော်ဒါပေမဲ့အတန်ကိုတော့မနက်ဖြန်မှာတင်မယ်တခြားတော့မနက်ဖြန်မှာဂိမ်းလေးမနက်ဖြန်မှာပေါ့နော်ဆောက်ခိုင်းတဲ့သူတွေအပြည့်ဖြတ်ပါပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်စိတ်ဝင်စားရဆိုလို့ရှိရင်ပေါ့နော် video လေးကို like video လေးကိုအဆုံးထိကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးတော့ like subscribe လုပ်ခဲ့ပေးကြပါနော်reader 100 subscriber ပြည့်ရမယ်ပေါ့နော်93 subscriber ဖြစ်သွားတယ်ပေါ့နော် it was so very niceအခုလို reader ကိုတယောက်ချင်းစီတိုင်း reader ကိုအပေးကြတဲ့တယောက်ချင်းစီတိုင်းကို reader အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းထပ်အပေးကြဖို့အတွက် reader တောင်းဆိုချင်တယ်ပေါ့နော်ဒီ game လေးကအဖေ reader ဆိုတာနည်းနည်းလေးတော့ရှည်တယ်လို့ပြောရမယ်ပေါ့နော်နည်းနည်းလေးတိုးရပေါ့နော်reader ကြားမှာဖြတ်ထားရပါမရှိပါဘူးဒီ game က origin နဲ့နည်းနည်းလေးပဲရှိရပါreader ကဒီဟာကိုပေါ့နော်အတန်အရင်ဆုံးမတွင်းမဲဒီတိုင်းပဲဆော့လိုက်ပြီးမှအတန်တွဲဖြစ်တဲ့အတန်တွင်းတာပေါ့နော်အဲ့ဒီကြောင့်လို့သိရမယ်ဖြစ်ပါတယ်ဆိုတော့ video လေးကို like subscribe လုပ်ခဲ့ပေးကြပါတော့နောက်ထပ်လည်းဘာကင်းလေးဆက်ချင်နေဆိုတော့လည်းမှတ်ခဲ့ပေးကြပါဟိုတစ်ခါပေါ့နော်အပြန် blue tower space tower ဆော့ရအဲ့ဒီ video မှာ video ရဲ့ comment အဲ့ video ရဲ့ comment အောက်မှာပေါ့နော်ဗာလဲဆော့ခိုင်းတဲ့သူတွေလည်းအများကြီးရှိပါတယ်ပြန်ဆော့ပေးပါမယ်ပြန်အားလို့ရှိရင်ဆော့ပေးမယ်ပေါ့နော်တကယ်လို့ဗာလဲဗီဒီယိုတင်ဖို့ကြာနေတော့မှာပဲ reader ကိုစိတ်မဆိုးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့ reader တည်ရမလားမီးရတယ်အခုနောက်ပိုင်းတိတ်မလာဘူးလေနောက်ပိုင်းညဘက်စားချက်ဖို့ကလည်းမီးရတိတ်မလာတဲ့ကြောင့်မလို့ကြောင့်မလို့မနေ့ပိုင်းနေ့ကမှမနေ့ပိုင်းနေပဲစားချက်ဖြစ်တယ်အဲ့ဒီကြောင့်မလို့ reader မတင်ဖြစ်တာပါတကယ်လို့လေကြောင်းဖွင့်လို့ရှိရင် reader အားရမှာတင်ဖြစ်ရင်တင်ဖြစ်မယ်ပေါ့နော်အဲ့ဒီကြောင့်မလို့စိတ်မဆိုးပါနဲ့ subscribe လေးရောနှိပ်ခဲ့ပေးကြပါအမြဲတမ်းအားပေးပါreader ကိုအခုလို့အများကြီးပြောပေးကြတဲ့အတွက် reader အများကြီးကျေးဇူးတင်ပါတယ်အခုနောက်ပိုင်းနိုင်နေတဲ့တိတ်မကောင်းကွာတည်ရမလားမီးရလည်းခဏပြက်တယ်ဆိုတော့လေအဲ့တို့ကြောင့်မလို့ပါ reader မနေ့က reader နှစ်ပုတ်တော့ reader ဗီဒီယိုတင်ပေးပါတယ်အဲ့ဒီအဲ့တို့ကြောင့်မလို့လည်း reader ပြောပါတယ်ရပြီးပြီတွေ့လာ reader ပြောတာပဲရှေ့ပါရဲ့လို့ဆိုတော့ဒီနေ့ရဲ့ video လေးကဒီလောက်ပါပဲ subscribe လေးနှိပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ် see you guys in the next video bye